နော်လင်ယောက်ျားများဖြစ်နေတဲ့ပုံကိုယ်တွေကငါတို့ရဲ့ဇနီးတွေရဲ့ပေါ်မှာတာဝန်၅ခုရှိတယ်တာဝန်၅ရပ်ရှိတယ်လို့နားလည်ထားဖို့လိုတယ်နောက်တချို့လူငယ်တွေအနေနဲ့နော်အိမ်တော်ဦးစီးဘဝကိုရောက်နေတော့လည်းပဲပြည့်စုံစုံနားလည်ကောင်းမှလည်းနားလည်မယ်ပေါ့တကယ်ဆိုလို့ရှိရင်ဒီဥစ္စာတွေကအလုံးစုံကိုတည်တော်မူတဲ့တပ်ပြုတဉာဏ်နဲ့ကြည်ပြီးတော့ဟောထားတာဖြစ်တဲ့အတွက်ကြောင့်လိုလေသေးမရှိပြည့်စုံတဲ့လမ်းညွန်ချက်တွေပဲတပ်ပြုတဉာဏ်ကိုတကယ်ယုံကြည်တယ်ဆိုရင်ဒါတွေကတန်ဖိုးဖြတ်လို့မရဘူးနော်တကယ်ကြီးပွားဖို့ချမ်းသာဖို့ပြည်လည်ဖို့အစဉ်ပြေဖို့အတွက်လိုက်နာကျင့်သုံးတဲ့အလွန်ကျေးဇူးများတဲ့အကြောင်းတရားတွေဟုတ်လားအဲ့ဒါလို့ဆိုရင်လင့်ဝတ္တရား၅ပါးဘာတွေတော့မထေမဲ့ကင်းအနှင်းဥစ္စာမိစ္ဆာမမဝစားစင်ရဲ့မျက်နှိုးကျင်ငားရင်လင်ကျင့်ရဝိနည်းဇာတုတိခိတော်တုံးကသင်္ဃလောဝါဒသုတ်တံကိုဘုံဘုံတို့ပြောခဲ့တယ်နော်အဲ့ဒီတုန်းကဒါလေးတွေအကျဉ်းမြင့်လေးတွေပြောရရှိတယ်ဟုတ်လား၅ပါးအဲ့ဒါလေးကိုနည်းနည်းလေးဝေဖန်တဲ့အနေလေးနဲ့ထဲထဲဝင်ဝင်စဉ်းစားကြည့်သေးခြင်းမထေမဲ့ကင်းဆိုတာမပြောရတော့အထင်မသေးရဘူးတဲ့နော်ကိုချစ်လို့ယူထားတဲ့ကိုဇနီးမယားကိုအထင်သေးတဲ့စိတ်မရှိရဘူးနော်မထေမဲ့မြင်မလုပ်ရဘူးထက်တာလူဆိုတာကအတူတူနေပါများလာလို့ရှိရင်ယောက်ျားလေးကလည်းမိန်းကလေးကိုထင်သေးတာရှိတယ်လို့မိန်းကလေးကလည်းယောက်ျားလေးကိုထင်သေးတာလေရှိတာပဲအတူနေတာကြားလာပြီဆိုတဲ့အခါကျတော့ဘာဖြစ်လာတော့ချွေးရင်းချက်လေးတွေမြင်လာတာပေါ့နော်မဟုတ်တာလေးတွေကမြင်လာတာပေါ့ဟိုတနေ့ကတော့ဘုံဘုံမဟာဗောဓိမြိုင်စတော်ဘုရားကြီးအဲ့ဒီအကြောင်းတွေရေးထားတဲ့စာတစ်ပုဒ်ကိုဖတ်ဖို့တော်တော်သဘောကျမိတယ်မရခင်တော့ကတော့ဟန်နေနဲ့တယောက်ကိုတယောက်လိန်ကြတာတဲ့ဟန်နေနဲ့လိန်ကြတာစပြီးတော့သမီးသားဘွားတဲ့စယောက်ျားလေးကလည်းလိန်တာမိန်းကလေးကလည်းအလိန်ခံကျင်တာအဲ့တော့ကိုယ့်ရဲ့ပင်ကိုယ်သဘောတွေကိုယောက်ျားလေးကလည်းဖုံးဖိပြီးတော့လိန်တယ်မိန်းကလေးကလည်းသူ့ပင်ကိုယ်သဘောကိုဖုံးဖိပြီးတော့လိန်တယ်ဒါပေမဲ့ရသွားပြီဆိုတဲ့အခါကျတော့အဲ့ဒီအလိန်ကကြာမလိန်နိုင်ဘူးတဲ့အကုန်းတိုင်သွားတယ်အကော့တိုင်သွားတယ်ဘလောက်ဖိလို့မှလည်းမရတော့ဘူးတဲ့အလွန်လဲရေးတတ်တယ်ဆိုလို့ကြီးရဟုတ်လားအဲ့တော့ပြောရင်ပါတော့အနည်းကြာလာတဲ့အခါကျတော့ချွင်းချက်ဆိုတာပုထုဇဉ်လူသားတွေရှိတာပေါ့ရှိတဲ့အခါကျတော့ဘာဖြစ်တော့အထင်သေးပြီဆိုလို့ရှိရင်ဒါပြေလည်ဖို့မလွယ်တော့ဘူးဒီဥစ္စာကျင့်မှုမြတ်စွာဘုရားဒါကိုရှေ့တန်းကနေတင်ထားမထေမဲ့ကင်းမထေမဲ့မြင်မပြုနဲ့အထင်မသေးနဲ့နော်တန်ဖိုးထားရမယ်ပေါ့နော်ကောင်းတာကိုမြင်ပြီးတော့တန်ဖိုးထားရပြီးတော့ဗါတယ်လို့အနှင်းဥစ္စာပစ္စည်းကိုအနှင်းရကိုယ့်ရဲ့ယောက်ျားလှုပ်ရှားကိုင်းစားကိုကိုယ်ဒီမရဘူးဆိုဒီမိန်းမဟာအလွန်ခံရခက်မယ်ပေါ့နော်ဒါလည်းပြည်လဲဖို့မလွယ်ဘူးဒီဝတရားမကြည်လို့ရှိရင်ဟုတ်လားပြီးတော့ဗါတော့မိစ္ဆာမမှားအိမ်တော်ကြီးမဖောက်ပြန်ရဘူးဟုတ်လားဝတ်စားဆင်ရင်ကိုယ့်ရဲ့အမျိုးသမီးကိုအဝတ်စားပါညာဝယ်ပေးရဒီဥစ္စာကအမျိုးသမီးဝတ်တဲ့ဥစ္စာကိုအမျိုးသမီးကပို့ပြီးတော့နားလေတာပေါ့ဘာဖြစ်လို့ယောက်ျား